ခံစားရရှေ့စနဲ့မရှိခဲ့သူမိများတကယ်ရှိတဲ့လူသားတွေအတွက်အရှိစနဲ့တွေ့ရမလွယ်သလားကွာတို့ဘဝလေးကိုစာနာတနာလို့ပြန်ခဲ့ကြည့်ပါရင်ခွဲမဲ့တဲ့ခံစားရအရှိစနဲ့မရှိခဲ့သူမိများသူစင်တော်ကိုရဲ့အရှိကိုရောင်ရှယ်လို့ဆိုသွားခဲ့ပြီအခုတော့လေးထဲမှာမျောအရှင်ရိုးကြီးကိုတယောက်သာကျန်နေဘုရားများရဲ့ဒီဘဝနဲ့ပဲကြည်မရစီရှိနားရတဲ့ဝေဒနာတွေဟာတိုင်းစားမရှိသေးအောင်ဘယ်နာရှိသွားပါမယ်ရှင်းဆုံးလေးနောက်ဘဝထိတိုင်းကိုရှင်းနေပါမလေးခံစားရအရှိစနဲ့မရှိခဲ့သူမိများဖြူစင်တော်ကိုရဲ့အရှိကိုရောင်ရှယ်လို့ဆိုသွားခဲ့ပြီဘယ်ခါမှတော့မမေ့ဘူးလို့ကြိုက်တဲ့ရင်ထားတဲ့ကလေး